ကျွန်တော်ကြိုက်တယ်What's up everyone, welcome back to Genius Gang Channel. Genius Gang Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မန္တလေးသားတယောက်ဖြစ်တဲ့လက်ရှိ UK မှာနေထိုင်နေတဲ့ Silent Sum ရဲ့တခြင်းကောင်းတစ်ပုဒ်ကိုကျွန်တော် reaction recap လုပ်ပြီးတော့မှာဖြစ်ပါတယ်ဒီချင်းဆိုလို့ရှိရင်ကျွန်တော်တို့ modern rock metal တွေကိုကျွန်တော်ကြိုက်တဲ့ rocker တွေအတွက်အရန်နားထောင်တင်တဲ့တခြင်းတစ်ပုဒ်ဖြစ်ပါတယ်တခြင်းနာမည်ကတော့ကျွန်တော်တို့တဲပြစ်လိုက်ပါဒီမိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်စကားတွေအများကြီးမပြောဘဲနဲ့ let's get into it တဲပြစ်လိုက်ပါဒီမိုး Silentတိုင်းမှာမင်းချစ်တွေပါပြဖို့လို့ရာရာလမ်းစိတ်နဲ့ချောက်ကနေရင်ွယ်အားခွဲလို့အချင်းစစဝင်တဲ့ဘက်မှာပဲ vocal ကိုသူကဖြော့လေးဆူထားပြီးတော့ soft ဖြစ်အောင်သူဆူထားတာပေါ့နော်ဘာလို့ဆိုတော့ဒီ soft ဖြစ်တဲ့အတန်နဲ့ကျွန်တော်တို့ပရိသတ်ကိုကျွန်တော်ဖန်ဆားဖို့အတွက်ဖြစ်ပါတယ်နောက်ပြီးတော့စဝင်ချင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ချက်မှာ intro မပါဘူးချင်းစသားဆိုလို့ရှိရင်လည်းကျွန်တော်လောလောလတ်ကျွန်တော်တို့ကောင်မလေးကိုသူဘယ်လောက်လိုအပ်တယ်ကောင်မလေးမရှိတော့သူဘယ်လောက်ထိအထီးကျန်6ကနေလဲပေါ့နော်အဲ့ဒါကိုဆိုထားတာဖြစ်တယ်ကောင်းကင်တွေမောင်မိုင်းလာပြီမိုးဆက်လီတွေကလည်းမိုးဆက်မိုးပေါက်လီတွေကလည်းပေါက်လီကျလာပြီပေါ့နော်ဒီကကျွန်တော်ထင်တဲ့အနေထားအရဆိုလို့ရှိရင်ဒီသချင်းကကျွန်တော်တို့ break up ဖြစ်ကနီးကိုဆူထားတဲ့သချင်းပုံစံမျိုးလို့ကျွန်တော်ထင်တယ်ဒီ screaming man မြောက်ခင်မှာခဏသူဆူသွားတာအဓိကကျွန်တော်တို့တချင်းက feels like လို့လဲကောင်းမလေးကသူ့ချစ်ချင်းဟန်ဆောင်သွားပြီးတော့လက်စားသွားတဲ့ပုံစံမျိုးဆိုတော့ तू ကအရန်ချစ်ပြီးခဲ့တဲ့အတွက်သူ့ကို तू မုန်းတီးတယ်အမုန်းတီးတော့ကျွန်တော်ပောက်ကွယ်တဲ့နာကျင်တဲ့အတန်မျိုးနဲ့ပုံစံမျိုးထွက်သွားအောင် तू က screaming ကို तू ထည့်ဆူလာတာပေါ့နော်မိုက်တယ်အရန် guitar riffမိုက်ရတော့ तू အဲ့မှာ तू break တစ်ချက်ရက်လိုက်တာဆိုပြီးတော့လीသူညိသွားတော့လေးထဲမှာပြန်ကျဲနေပေးတဲ့ဒီဂရီတွေရဲ့ဆိုတော့အဲ့မှာဆိုလို့ရှိရင်အကလုံးညိပြီးတော့ကျွန်တော်တို့တစုံတစ်ခုကိုပြန်ပြီးတော့ဟိုအတိတ်ကိုပြန်ရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားအောင် production ကဒီ production ကလောက်ထားတာပေါ့နော်ကြွေတယ်ကမလေးသူနည်းနည်းကျင်းထက်သွားတာပေါ့နော်ကျွန်တော်ကြိုက်တယ် chorus ကလွင့်တော့I'll be there.
Meta sound တွေတော်တော်များများကကျွန်တော်တို့ breaking ဖြစ်နေတဲ့သချင်းတွေကိုဆိုတာများတယ်ပေါ့နော် breaking ဖြစ်နေတဲ့ feeling တွေကိုဆိုတာများတယ် feeling တွေကို express ထုတ်တာများတယ်ပေါ့နော်အဓိကကတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့ breaking ဖြစ်နေတဲ့ဟာကိုကျွန်တော် screaming အနေနဲ့ပြန်ပြီးတော့အန်ထုတ်တဲ့ပုံစံမျိုးပေါ့အဓိကဒီချင်းမှဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ဆက်ဝင်ချင်းမှဆိုလို့ရှိရင် तू ကခူးအဓိကဖြော့လေးဆိုသွားတယ်ဆိုတာနားထောင်တဲ့ဒီ audience ကိုနားထောင်တဲ့ audience ကို hook ဖြစ်အောင်လို့ तू လုပ်ထားတယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တပြည့်ပြည့်နဲ့ tempo ကတက်သွားတာပေါ့နော် tempo တက်သွားတယ်ဆိုတာ tempo တက်သွားတယ်ဆိုတာဥမာချင်း tension ကိုပြောတာပေါ့နော်ချင်း tension ကတက်သွားတဲ့အထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့တပြည့်ပြည့်ချင်း तू က verb နဲ့ pre ကနေကျွန်တော်တို့ chorus ကို तू ခုန်တက်သွားတဲ့နေရာမှာတစ်ဆင့်ချင်းစီကိုတေးကြနားထောင်ကျွန်တော်တို့တချင်းတစ်ပိုက်ချင်းစီက sporting လောက်ကြတယ်ကွာပြောချင်တာဒီ arrangement မှာပေါ့နော်guitar riff တွေကလည်းမိတ်တယ်ပေါ့နော်ဒါကျွန်တော် guitar ကိုအများကြီးကျွန်တော်နားလဲတဲ့လူတော့မဟုတ်ဘူး guitar riff တွေကမိတ်တယ်စာသားတွေကလည်းလွမ်းတာကိုပဲကျွန်တော်တို့လွမ်းပြီးတော့ break up ဖြစ်နေတာကိုကောင်မလေးကလိန်သွားပြီးတော့ break up ဖြစ်နေတာကိုပဲ तू ကလှအောင်ရေးထားတယ်ကွာပြောချင်တာအဓိကလှအောင်ရေးထားတယ်ဆိုတာဟိုစာသားတွေမထပ်ပဲနဲ့လှအောင်ရေးထားကိုကျွန်တော်ပြောချင်တာတေးကြီးတွေကကျွန်တော်တချင်းစာသားမထပ်အောင်ကိုကျွန်တော်တို့စဉ်းစားပြီးရေးရတာကိုဆိုတော့ဒီထဲမှာလည်း तूမထက်အောင်သူရေးထားတာပေါ့နော်တချင်းကတော့ break up ဖြစ်နေတဲ့ဖြစ်ခါနီးဆဲအချိန်မှာဖြစ်နေတဲ့ feeling လို့ကျွန်တော်ထင်တယ်ကောင်မလေးကလည်းသူ့ကိုဂျင်းထက်သွားတဲ့အချိန်မှာဖြစ်သွားတယ်လို့လည်းကျွန်တော်ထင်တယ်ကောင်မလေးကသူ့ကိုချစ်တယ်လို့ညာပြီးတော့သူ့ကိုလဲစားသွားတဲ့ feeling မျိုးလည်းပါတယ်လို့ကျွန်တော်ထင်တယ်ဒီတချင်းကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အစနဲ့အဆုံးထိကျွန်တော်သိရကြည့်ကျွန်တော်သူ့ရဲ့ theme က more out တဲ့ theme ကြီးသိလား more out တဲ့ theme ဆိုတာကျွန်တော်တို့လုံးဝကို bright ဖြစ်သွားတာမရှိ bright ဖြစ်တဲ့အချိန်ကတစ်ချိန်ပဲရှိတယ်ဘယ်အချိန်လဲဆိုတော့ကျွန်တော်တို့လက်စီလဲတဲ့အချိန်ပဲလက်စီလဲတဲ့အချိန်ကဒီတချင်းကို तू ကတချင်းစာသားနဲ့ခုနကဒီ drum beat နဲ့ guitar riff တွေကို sporting ပေးဖို့အတွက်ဒီလက်စီတွေကဖလလက်ပြလက်မှာကျွန်တော်အဲ့ beat တွေကအန်ကြားကြပြီးတော့ကျွန်တော်တို့ music ကဒီ MV ကပိုကြွတာပေါ့နော်ကျွန်တော်ရဲ့ only one opinion ပေါ့နော် MV ကလည်းကျွန်တော်ထူးဆန်းနေကျွန်တော်တို့တချို့ဆိုလို့ရှိရင် animation တွေအများကြီးကျွန်တော်ထည့်ထားလိမ့်မယ်ဆိုတော့ animation အများကြီးထည့်ထားတယ်ဒါပေမဲ့ဆက်လန်စက်ကွက်တွေနဲ့ထည့်ထားမှာပေါ့နော်ဆိုတော့မပြင်းအောင်ဒါပေမဲ့ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်သူ့ရဲ့ဒီ MV က 3D character နှစ်ခုကိုပဲကျွန်တော်တို့ထည့်ထားပြီးတော့တစ်ခုကတော့ဒါတော့ male character နောက်တစ်ခုကျတော့ကျွန်တော် female character ကျွန်တော်တည့်တဲ့အတိုင်းစပင်းရှိတယ် okay ဆိုတော့အဲ့ character နှစ်ခုကိုသူထည့်ထားတာပေါ့နော်ဆိုတော့ဒီ Silent Sum ရဲ့ interview တစ်ခုမှာကျွန်တော်ကြည့်မိတယ်ဆိုတော့ तू ကဘာလို့ဒီစက်ရုပ်ခေါင်းတွေအဲ့မျိုးစက်ရုပ်မျက်နှာဖုံးဒီစက်ရုပ်ဒီမျက်နှာဖုံးတွေဘာတွေ तू ဘာလို့ကြိုက်လဲဆိုတော့ तू ကသူ့ရဲ့ခံစားချက်ကိုမျက်နှာမှာပေါ်ပြချင်မယ်နဲ့သူ့ရဲ့ feeling အဓိကကတော့ဒီသူ့ရဲ့ feeling ကိုပဲ तू express လုပ်ချင်တယ်အဲ့ဒီ feeling express လုပ်တာကိုလည်း तू က music နဲ့ပဲလုပ်ချင်တယ်လို့ तू interview တစ်ခုမှာဖြေထားတဲ့အတွက်ဒီ main character ကတော့ဒီစက်ရုပ်လိုစက်ဝယ်ပြောရမလားအဲ့ဒီစက်ရုပ်လို character ကဒါကသူ့ကိုကိုစားပြုတယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့ metal နောက်ပြီးတော့ rock ချင်းတွေကြိုက်တဲ့လူအတွက်ကတော့ဒီအခုလိုမွေးရသည်မှာဆိုလို့ရှိရင်ဒီတဲပစ်လိုက်ပါဒီမျိုးသချင်းကိုကျွန်တော်တို့နားထောင်သိတဲ့သချင်းဖြစ်တယ် Silent Sum တဲ့သချင်းတွေကကျွန်တော်တို့ဒီ metal model rock band ကိုကျွန်တော်တို့သွားတယ်လို့တော့သူ interview တစ်ခုမှာသူကဖြေထားတာတော့ကျွန်တော်တွေ့တယ်နောက်တစ်ခုကသူ့ရဲ့ vocal က weight ကြီးတယ်ပေါ့နော် weight ကြီးတယ်ဆိုတာ vocal weight ကြီးတယ်နောက်ပြီးတော့ဒီအတန်ကကျွန်တော်တို့ဒီ Raymond လိုစင်ပြီးတော့ဒါပေမဲ့မဟုတ်ပြန်ကျွန်တော်သူ့ကသူတီးတန့်ကွဲထွက်နေတဲ့ကိုပိုင် color ရှိတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလို vocal ရော composing ရောကျွန်တော်တို့ music arrangement တွေကိုကောင်းကောင်းလုပ်ထားတဲ့ချင်းတွေကဒီထက်ပို့ပြီးတော့ reach ရောက်တင်တယ်ဒီထက်ပို့ပြီးတော့အောင်မြင်တင်တာပေါ့နော်ဖြစ်နိုင်တယ်ဆိုလို့ရှိရင် view တွေအများကြီးရှိတင်တာပေါ့နော်နောက်တစ်ခုက subscriber တွေလည်းရှိတင်တာဘာလို့ဆိုတော့ကျွန်တော်တို့တကယ်ကိုဒီ metal ကိုကြိုက်တယ်နောက်ပြီး rock ကိုကြိုက်တယ်ဆိုတဲ့လူတယောက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအဆူတော်တွေကိုကျွန်တော်တို့လုံးဝကို supporting ပေးတင်တယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ဒါ underrated အဆူတော်တွေပေါ့နော်ကျွန်တော်တို့မှာဒီ YouTube မှာဆိုအများကြီးရှိတယ်ဒီလိုမျိုး quality ရှိတဲ့ချင်းတွေကိုဖန်တီးပြီးတော့အဆူတော်တွေအများကြီးရှိတာပေါ့နော်ဆိုတော့ဒီလိုမျိုး vocal သမားတွေဒီလိုမျိုးကောင်းတဲ့အဆူတော်တွေကိုကျွန်တော်လောက supporting တင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော် video အစအနေဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော် reaction record လုပ်စေချင်တဲ့ video ရှိတယ်ဆိုလို့ရှိရင်ဒီ video ရဲ့ comment ထဲမှာတချင်နာမည်ကိုဝင်ရေးသွားလို့ရပါတယ်တကယ်ချင်းလည်းကျွန်တော်နဲ့မတူတဲ့အမြင်တွေရှိခဲ့တယ်ဆိုလို့ရှိရင်ဒီတချင်ရဲ့ comment မှာဝင်ဆွေးနွေးသွားလို့ရပါတယ်ဆက်ပြီးတော့ကျွန်တော်ရဲ့ update reaction recap video တွေကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel ကို like and subscribe လုပ်ပြီးတော့ green bell လုပ်သွားပေးပါအားလုံးကျေးဇူးတင်ပါတယ် bye bye